အားလုံးပဲမင်္ဂလာပါရှင်စူစိုက်ထားတဲ့ကြက်သွန်မိတ်တွေကကြီးပြီးတော့စားလို့ရနေပြီပေါ့နော်အဲ့တော့စူကြက်သွန်မိတ်တွေကိုညှက်ပြီးတော့ကြက်ဥနဲ့ကြော်စားပါမယ်ကြည့်ပါဦးစူရဲ့ကြက်သွန်မိတ်တွေကကောင်းနေတာပဲဒီအချိန်ကလေကြက်သွန်မိတ်စိုက်ရတာအရန်လွယ်တယ်ကြက်သွန်တွေအပင်ပေါက်တဲ့အချိန်ဆိုတော့လေခုဆိုရင်တော့စူကြက်သွန်မိတ်ညှက်လို့ပြီးပါပြီညှက်ထားတဲ့ကြက်သွန်မိတ်တွေကိုရေနဲ့တေချာဆင်အောင်ဆေးလိုက်ပါတယ်ဒီမှာတော့လေစုမြုပ်တီးထားပါ3-4ထောက်ထည့်မှာပေါ့နော်ကြက်ဥကိုတော့3လုံးထည့်ပါမယ်ပထမဦးဆုံးရေဆေးထားတဲ့ကြက်သွန်မိတ်တွေကိုပပလေးတွေလှီးလိုက်ပါတယ်မြုပ်တီးစိမ်း4ထောက်လောက်ကိုလည်းပပလေးတွေလှီးပြီးထည့်ပါမယ်ကြက်သွန်မိတ်နဲ့ညုပ်တီးစိမ်းတွေကိုတော့လှီးပြီးပြီပေါ့နော်အဲ့တော့စူကြက်ဥ3လုံးကိုဖောက်ထည့်လိုက်ပါတယ်ရတာတော့ကိုတော့စားအနေငယ်ကြက်သားမုတ်အနေငယ်နဲ့ချူမုတ်အနေငယ်လေးထည့်ပါတယ်အနက်မွေးအောင်လို့ငုတ်ကောင်းမုတ်အနေငယ်ကိုလည်းထည့်လိုက်ပါတယ်နော်ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်တသေးချာချာလေးမှုပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့စူကြက်သွန်မိတ်နဲ့ကြက်ဥကိုကြော်ပါတော့မယ်အိုးလေးကိုစီထည့်ပါမယ်စီကတော့လေကြက်ဥ3လုံးစာချိန်ပြီးထည့်ပေါ့နော်ပြီးရင်တော့ကြက်သွန်မိတ်နဲ့ကြက်ဥတွေကိုလောင်းထည့်လိုက်ပါတယ်စူတို့ကြက်ဥကြော်တယ်လို့ပဲပေါ့နော်ကြက်ဥတွေပွားလာအောင်လို့ပေါ့နော်ခဏလောက်အဖုံးအုပ်ထားလိုက်ပါတယ်ခုဆိုရင်တော့ကြက်ဥတွေကအနှဲငယ်ပွားလာပြီပေါ့နော်အဲ့တော့စူကြက်ဥတွေကိုဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါတယ်အပြားကကြီးတော့လေနည်းနည်းတော့လှန်ရခက်တယ်ဒီဘက်တစ်ချမ်းကိုလည်းအဖုံးခဏအုပ်ပြီးကြော်ပါမယ်နော်အောက်လောက်အဖုံးအုပ်ပြီးရင်တော့အဖုံးပြန်ဖွေလိုက်ပါတယ်ကြက်ဥတွေအောက်ဘက်ချမ်းမှာကြက်မကြက်ကိုလှန်ကြည့်လိုက်တော့ပေါ့နော်ကြက်ဥတွေကလည်းကြက်ပါပြီအဲ့တော့ရပြီပေါ့နော်ပကံလေးကိုခတ်ထည့်ပါမယ်ကြက်ဥကအပြားကြီးတော့လေတပြားလုံးတော့မရဘူးပေါ့နော်ပြတ်ထွက်သွားတာပေါ့ကဲခုဆိုရင်တော့စုရဲ့ကြက်သွန်မိတ်နဲ့ကြက်ဥကြော်ထားတာလေးကအနက်မှုမှုလေးနဲ့ရပါပြီရှင်စားလို့လည်းအရင်ကောင်းပါတယ်ဆွေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတားပါ